မင်္ဂလာပါဘာစီယာရဲ့ MSC စကင်တကြီးကိုကစားကြည့်ကြပြီးပြီလားဗျာ MSC event ကြီးကနေထွက်ရှိရလာတဲ့ဘာစီယာရဲ့စကင်တစ်ကတော့ scale fight ရော animation မှာတကယ်ကိုအရန်လှလုံးပါတယ်ဘာစီယာရဲ့စကင်တစ်ကိုကိုင်ပြီးစားပစ်လိုချင်တဲ့ညီကိုအနေနဲ့ဒါမှမဟုတ်ရင် brand မြန်တက်ချင်တဲ့ညီကိုအနေနဲ့လက်မလွတ်တဲ့ skin collaboration skin တစ်ကောင်လေးဖြစ်ပါတယ်ဆိုင်လိန်စောတဲ့ညီကိုတွေဘရွန်စောတဲ့ညီကိုအပြင်ကိုဂျန်ကယ်စောတဲ့ညီကိုတွေပါကိုင်တဲ့ဟီးရိုးတစ်ကောင်ဖြစ်တဲ့အတွက်ကြောင့် MSC collaboration skin ကိုတော့ brother အနေနဲ့ဝယ်စုတဲ့ skin တစ်ကောင်လေးဖြစ်နေပါတယ် skin ရရှိပြီးတဲ့ညီကိုတွေအနေနဲ့လေအောက်က comment မှာပုံလေးတွေပြခဲ့အောင်နော်ဒါအပြင်ကို MSC မှာ brother အနေနဲ့ကိုရင်ရမာအသင်းကိုအားပေးလားဒါမှမဟုတ်ရင်အခြားအသင်းတွေကိုအားပေးလားဆိုတော့လေ comment မှာကိုအားပေးတဲ့အသင်းလေးကိုလည်းမှန်းခဲ့ပေးလို့ရပါတယ် MSC skin ကို diamond 919နဲ့ရရှိမှာဖြစ်ပြီးအခြား cloud တွေ for sure တွေ atlas တွေဒီ skin တွေကိုလည်း exchange လုပ်လို့ရမှာဖြစ်ပါတယ်နောက်ပြီးမှပြန်တွေ့ပါမယ်ကျွန်တော် YouTube channel နဲ့ Facebook channel လေးကို like subscribe လေးလုပ်ခဲ့ပေးကြပါဦးဗျာဘိုင်ဘိုင်ပါ